ကောင်မလေးကခိုးနှမ်းလိုက်တယ်ချောက်ပြောနေတာဗာထင်ကြည့်အောင်လို့သူကသူ့လုံးနဲ့သူကိုနာတော့မကတ်ဘူးကိုနာကက်ချင်တဲ့ကောင်မလေးလည်းမကတ်ရဘူးအဓိပ္ပာယ်မရှိဟုတ်ကဲ့ပါဟုတ်ကဲ့ပါလို့ဟာတွဲတော့ဟုတ်ကဲ့ပါဆိုရင်ထောက်ကန်တယ်လို့ပေါ့လားတိုက်မမင်းနဲ့ဘာမင်းမနဲ့တော့ရမယ်ကားလက်ဆောင်ညီပဲစကားလက်ဆောင်လေးပြောပြပါဦးစကားလက်ဆောင်ဒီကလေးတော့ထွက်မှာလားလူလို့ဒီနေ့ကဒိုက်တာကိုစတီရိုက်ခဲ့လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်9နှစ်လောက်ကလာ4နှစ်လောက်နှစ်တော့မမှီတော့တင်တုံးသားဆိုတဲ့ကားပေါ့အဲ့ကားအတွက်ပွဲလာတက်ပေးတာပါဟုတ်ကိုစတီနဲ့ကတော့ကိုစတီပထမဆုံးဒိုက်တာလိုင်စင်ရတဲ့ကားပေါ့လေရုပ်ရှင်ကားကြီးပေါ့ရုပ်ရှင်ကားကြီးကျွန်တော်ခိုးစိုးလူနိုင်မာတွေကစပြီးလက်တွဲပစ်ခဲ့တယ်အဲ့ဒီကလည်းညီကိုလိုပဲပေါ့အရင်သူရုပ်ရှင်မှာရုပ်ရှင်ရဲ့မန်နေဂျာလုပ်ခဲ့စဉ်တွေကလည်းသူ့မှာလည်းအဲ့လိုအိမ်မက်တွေရှိတယ်ပြီးတော့သူဇလန်လေးဆိုလို့ရှိရင်ဟိုတုန်းကလည်းအဲ့လိုဦးညီထွန်းလင်းတို့ရဲ့ကားတွေမှာဆရာကြီးထွန်းလင်းနောင်ထွန်းလင်းမာတွေကသူ့ဇလန်လေးတွေသူပေးတယ်ပေါ့အဲ့ဒီကသူကဒီ talent ရှိတဲ့သူတယောက်ပေါ့တကယ်အိမ်မက်ရှိတဲ့သူကတနေ့မှာတော့အဲ့အိမ်မက်ကိုအကောင့်ထဲပေါ်အောင်ဖော်ဆောင်နိုင်ခဲ့တဲ့အတွက်ကိုစတီကိုလေးစားပါတယ်သူဆိုရင်ရုပ်ရှင်မန်နေဂျာပေါ့ရိုက်ခွင်းမန်နေဂျာစီဇန်သူပေါ့အဲ့လိုဘွားနေပြီးတော့ဒါရိုက်တာတယောက်ဖြစ်ဖို့ဆိုတာတကယ်တော့တော်တော်ပေါင်းကူရတာမလွယ်ဘူးလေမနက်က line ချင်းမဆိုင်ဘူးမတူသူတို့ကြတော့ business ဘိုင်းနဲ့ management ဘိုင်းကိုတာဝန်ယူရတဲ့သူတွေတကယ်ရုပ်ရှင်ကြတော့အနုပညာလုပ်ကို artist ကိုပေါ်ပြရတာဆိုတော့သူငကိုတွေကဒီအနုပညာစိတ်ရှိလို့ဒါဒီဘက်ကိုကူးလာလို့ရတာပေါ့အဲ့ခိုးစိုးလူနဲ့ရိုက်မယ်ဆိုတော့ကလည်းသူကကိုကလိုင်းကျွန်တော်ဒါလေးရိုက်ချင်တယ်ဆိုပြီးတော့ပြောကြတော့ကျွန်တော်တို့ကဲဖြစ်ပါစေဆိုရဲကိုမိတ်ဆွေတယောက်ဖြစ်ပါစေရဲ့စိတ်နဲ့ကျွန်တော်တို့မြင့်မြတ်တို့ထွန်းတို့ကျွန်တော်တို့အနုပညာကြီးတွေအပြည့်မြီဝင်နေအကုန်ဝိုင်းဝန်းပြီးလုပ်ခဲ့ကြတဲ့အချိန်မှာဖြစ်ကျွန်တော်ပထမတော့ producer တွေကရှိရပြီးတော့ကျ producer တွေကမရှိတော့ပြန်ဘူးမရှိတော့ကဲကိုအဲ့ဆိုလည်းကိုယ့်ကိုချကြမယ်ကွာဆိုပြီးတော့လုပ်ကြတဲ့အချိန်မှာပဲမိုးရုပ်ရှင်ထုတ်လေးပေါ့မိုးဟိကွာနေပြီးတော့မိုးဟိကွာလည်းသူ့ manager ဖြစ်နေတဲ့အခါကျတော့ကဲကိုစီအဲ့လိုဝင်ဖြစ်နေဆိုရင်မိုးတို့လည်းဝင်ကူမယ်ဆိုပြီးတော့ director Steve ဖြစ်စေသတည်းပေါ့အဲ့ခိုးဆိုလူနိုင်ကတော့ကျွန်တော်တို့လည်းအောင်မြင်ခဲ့တယ်ကျွန်တော်တို့လည်းခင်လိုက်ဆွဲဇာတ်ရုပ်ကနေပြီးတော့action ဇာတ်ရုပ်တစ်ခုကိုပြည်သက်အနေနဲ့မြင်ခဲ့တယ်ပေါ့နော်ဒီဇာတ်ကားကသူပထမကျွန်တော်တို့ဒီ covid မဖြစ်ခင်တည်းကသူရည်ရွယ်ထားတာအဲ့တုန်းကကျွန်တော်နေရာကကိုကျော်သူလုပ်မယ်ကိုကျွန်တော်နေရဲနေရာကျွန်တော်လုပ်မယ်ပေါ့အဲ့လိုဆိုပြီးတော့ရည်ရွယ်ခဲ့ကြတယ်အကြောင်းမရဲဖြစ်ကြဘဲနဲ့ဒီကိုဗစ်ကြီးမှာလုံးဝကျွန်တော်တို့ရက်နာသွားကြတယ်ပြီးတော့ရုပ်ရှင်တွေရက်သွားကြအချိန်မှာဇလန်တွဲကျတော့အများကြီးပြလို့ရတယ်ဆိုပြီးဇလန်တွဲလုပ်ခဲ့ကြတာပေါ့အဲ့တုန်းကကျွန်တော်တို့အများကြီးစူးစမ်းခဲ့ကြတယ်ကျွန်တော်ကအဲ့တုန်းကဒီကိုဗစ်ကာလတစ်လျှောက်လုံးမှာကားမရိုက်တော့သပင်အရှိန်နဲ့ပြချဟာဒီမှာအပွားဒီဘာကြီးအားကြီးနဲ့ညီတို့ကစိတ်လှရှားပါစိတ်လှရှားငါနေရာကိုချင်းစားလိုက်တာလားလေဝင်ခံစားလိုက်တာဝင်အောင်ခံစားလိုက်သေးတယ်အမဘကောင်းလိုက်တာမိမနာဘူးတွေသပင်အရှိန်နဲ့ရိုက်တယ်ရိုက်ပြီးတော့သပင်အားလည်းရှိနေအောင်မညက်ချင်ဘူးဆိုတော့ကိုကလည်းမညက်နဲ့ကိုကလိုင်းသပင်နဲ့အဲ့ဒီကာရက်တာနဲ့လိုက်တယ်ဆိုပြီးတော့အဲ့ဒါရိုက်ပြီးတော့ကျွန်တော်ဒီပါးမှာဒဏ်ရာလောက်ရတယ်ကျွန်တော်ခေတ်ဆက်တွေနဲ့တွေ့ရပါးမှာဒဏ်ရာလောက်တော့ပါးဆီလီကွန်ဒဏ်ရာကနေတိုင်းလောက်ရတော့ကျွန်တော်အဲ့ဒါကားပြီးတက်လာခွဲလောက်ထိကျွန်တော်မပြောက်တော့ဘူးအဲ့လိုအနာဖြစ်သွားတယ်အဲ့ဒီအမှတ်တရပေါ့ဆီလီကွန်လောင်သွားတာပေါ့ဆီလီကွန်ကထဲရတော့တကယ်ဓာတ်ခုတ်ရာကြီးလို့ပြောဖြစ်အောင်လှုပ်ထားတာဆိုတော့လေအဲ့ဒါကြီးကနေတိုင်းလောက်ရတော့ကျွန်တော်အဲ့ဒါတလားလောက်ကားရဲ့ပြီးတလားခွဲလောက်ထိထင်တယ်ကျွန်တော်ဒဏ်ရာကြံခဲ့တယ်ဒဏ်ရာပြောက်အောင်မနေပြန်လောက်အောင်ကျွန်တော်မိမကိုပြောပြတော့သူနေတိုင်းအာပွားတွေပြီးတော့ပျောက်သွားတယ်စပင်အတုမဟုတ်ဘူးအစ်ဖျားစုအစ်အမြဲထုံးတာတော့မသိဟုတ်တယ်အဲ့တော့အရင်တော့ဆိုရင်ကလိုက်စပင်းရှည်ထားရင်ဒီအပေါ်ပဲအရှည်ထားတာလေဒီကိုဗစ်ကာလမှာကျတော့လုံးဝမညက်တော့ဘဲနဲ့ဘေးတွေပါအကုန်ရှည်ထားလိုက်တော့အဲ့လိုမျိုးစပင်းနဲ့တောင်းမမြင်ဘူးဖြစ်နေအဲ့တော့ခုနကပြောရတယ်ဒဏ်ရာပြောက်ဖို့မိမတနေ့ဘယ်နှခါလောက်အောင်လုပ်ပေးရှောက်ပြောနေတာဗာအထင်ကြီးအောင်လို့သူကသူ့လုံးနဲ့သူကိုနာတော့မကတ်ဘူးကိုနာကက်ချင်တဲ့ကောင်မလေးလည်းမကတ်ရဘူးအဓိပ္ပာယ်မရှိဒီတော့အထင်သေးသလိုတည်းအဲ့လိုကြီးရတော့မကောင်းဘူးသမီးရှိနေခေါ်ပိန်းနော်ဖြစ်သွားနော်အဲ့တော့ခေါ်ပိန်းကိုဘာဖြစ်လို့ထုံးလဲအခုကတူတူလေးပဲရှိတော့လေသမီးရဲ့အဲ့တော့အရှိပဲဘေးတွေကအခုပြန်ထားမှာအဲ့လိုစပင်မြေးအောင်ပြန်ထားမှာဆိုတော့ဒီအပေါ်စပင်ကိုရှည်ထားလိုက်မယ်အပေါ်စပင်ဒီလောက်ရောက်ပြီဆိုလို့ရှိရင်ဘေးတွေလိုက်ထားလိုက်ရင်မသိတာတော့ဘူးလေပြီးရင်စပင်ကျွတ်တွေဝယ်တဲ့လူတွေရှိရောက်လာတာကြည့်ပြီးကလာရန်ကြောက်တယ်
ချစ်စရာလေးပါရဲ့တေချာကြည့်ပါဦးဖဲမို့ तू က gangster နေရကျတော့တာဖတ်နေဒီကားမှာမတည့်ဘူးမတူဘူး तू ကလည်းအဲ့လိုမျိုးသူအိမ်အောင်နဲ့နေတာသူစိုးပြင်းနဲ့သူနဲ့ကလင်မယားစိုးပြင်းကနားမကြောက်ဒီနေ့ဖြစ်စင်တော့နေရလည်းမန္တလေးမှာသွားပြီးတော့တတူးသွားထိုးတယ်ရန်ကုန်မှာမရှိဘူးတဲလေးကကျတော့စိုးပြည့်ပွဲသွားတက်နေတယ်စိုးပြည့်ကကျတော့သူ့ပွဲရှိလို့ဆိုဒီကိုမလာနိုင်ဘူးဟုတ်တယ်ဒါဟောပေါ့သူ့အမေကိုပြောပြီးတော့နိုင်ကျင့်အောင်တော့ဘက်ဒယ်များတယ်တကားလုံးကသူနဲ့ကိုနိုင်လို့မထင်မပဲရန်သူဖြစ်သွားတော့မိသားစု300လောက်ပါလားဒီမှာနော်ဟုတ်တယ်ထူးထူးခြားတကားမှအဲ့လိုမျိုးတာဘာတော့စုံမမြတ်ဘူးပထမဦးဆုံးတာမိတာဘာတော့စုံနဲ့ပွဲပေါ့တာဖတ်တော့ပေါ့တာမိမပါဘူးမင်းမပါဘူးဗာမေးချင်တယ်ပါစကလေးတွေမေးပါဆိုတော့နောက်တော့ငါ့ကိုရင်းလို့အဲ့လက်ခန်းလေးရတယ်လည်းရဲနေကောင်မကြီးကခိုးနှမ်းလိုက်တယ်ဘာဖြစ်လဲဟမ်မိမနဲ့လိုက်အဲ့သူ့လို့မပြောချင်လို့လကားစားပါနိုင်ငံတက်ကြီးလာဆိုရဲနည်းနည်းလှအောင်လို့ကြည့်လောက်လာတာကရှေ့အောင်လာလို့နေမသိဘူးတဲလေးမိတ်ကဆရာတွေဘယ်လိုလုပ်လဲမသိဘူးမကြည့်လိုက်ဘူးသူတို့ယုံလိုက်တာတဲလေးမိတ်ကဆရာတွေတုံးနဲ့နှကန်းနေလေးနေတယ်ဟင်းတက်ကြီးလောက်နည်းနည်းနှွဲသွားတာပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါလို့ဟာနှွဲသွားဆိုဟုတ်ကဲ့ပါဆိုရင်ထောက်ခံတယ်လို့ကောက်လားတော်မင်းနဲ့ဘာမင်းမနဲ့တော်ရမယ်တင်နှုံးသားနဲ့ပတ်သက်ပြီးပြောပြပါဦးတင်နှုံးသားကတော့စပင်ညတဲ့ဆိုင်မှာရှိတယ်ကားနာမည်ကတင်နှုံးသားဒီကားထဲမှာနေရဲကစပင်ညက်ဆရာဒီကားကကိုစတီးရဲ့ထူးခြားတဲ့ကားလို့ပြောမယ်သူကဟာတာရိုက်ခဲ့တယ်လေသူက action မဲ့တဲ့ action director action နဲ့ comedy နဲ့တွဲထားတဲ့ကားလေးကိုစီလည်းအရင်အားထည့်ထားတယ်ကျွန်တော်လည်းဒီကားလေးကိုအားရဒါနဲ့ကြာနေရပါတော့ကြာနေသူလည်းအကြောင်းကြောင့်သူအဲ့လိုပဲသူကတိုင်ပတ်နေရတဲ့ဒီကကုမ္ပဏီကပြမလို့ဒီကုမ္ပဏီကပြမလို့နဲ့ဖြစ်နေကြာနေပါအခုတော့ပြပြပြီဆိုတော့ဝင်းတာပါလေဟုတ်ကဲ့ပါအဲ့တော့စကားလေးတောင်းလေးပြောစကားလက်ဆောင်ညီပဲစကားလက်ဆောင်လေးပြောပြပါဦးစကားလက်ဆောင်ဒီကလေးတော့တော့မှာလားဒီကလေးတော့လေလူလောနဲပြောလေပြောလေစကားလက်ဆောင်ကျွန်တော်အားလုံးကြိုးစားထားတယ်ကျွန်တော်အားလုံးကြိုးစားထားကြဒရိုက်တာနဲ့စာပြီးပေါင်းနေတဲ့သစ်ဆောင်တွေအားလုံးကြိုးစားထားတယ်တင်တုံးသားဆိုတဲ့ကားလေးဇာတ်ကားနာမည်လေးလည်းဆန်းတယ်လို့ဇာတ်လန်းလေးလည်းဆန်းပါတယ်ဒီကနေ့မှပေါင်းကြတဲ့ကျွန်တော်ပေါင်းရင်သစ်ဆောင်တွေအားလုံးချောကြပါတယ်အဲ့အတွက်အားပေးကြပါအောင်